မနေ့ပြန်ကြရင်ဘာလို့မဲကိုယ်စိတ်ကူးနဲ့စီရင်စမ်းဆွဲအဲ့ဒီနေ့ပြန်တကယ်ရောက်ဖို့မသိကြဘူးလေအတန်ငယ်သေးတဲ့ချိန်ရှိတယ်တွေ့နေမိရင်တကယ်မှပဲကိုယ်တိုင်တွေ့ခဲ့ရင်စင်ချင်မိတိုင်းကိုဝေးနေကိုယ်တိုင်ကြောင့်မသိတယ်ကိုယ်တိုင်မပိုင်တဲ့တေချာပြေရနိုင်ဘူးဘဝကိုဝေးပါဘယ်ချိန်ကြောင့်လဲသိတယ်ချိန်မှတော့တွေ့မယ်တေချာပြေရရှိတာသိပြေစေချင်တယ်လာပါဆုံးဒီဘဝများလဲဘယ်မလေးတွေ